ကျွန်တော်ကိုကြည့်လိုက်တယ်ဆိုရင်ကျွန်တော်ကအဲကွန်ဆရာတယောက်လို့မြင်ကြမှာပါဒါပေမဲ့လုပ်ငန်းရဲ့နှင်းငယ်အတွင်းကကျွန်တော်က software company တစ်ခုရဲ့ designer တယောက်ပါလုပ်ငန်းအတွင်းကအဲကွန်အေးလေးအောက်မှာ design ထိုင်ဆွဲရင်လာကောင်းတဲ့ဘဝကို slow ပြီးနေဘူးကျဲထဲမှာအဲကွန်တက်ဆင်ရမယ့်ဘဝကိုဘာလို့ရွေးချယ်ခဲ့လဲလို့မေးရင်2018ကိုပြန်သွားမယ်လို့ထင်ပါတယ်2018တော့ပါဗျာကျွန်တော်လက်ထက်မှာ80ရဲ့ကားကိုလေးတစ်စီးရဲ့ဒီရယူထားတဲ့အသုံးဝင်တချို့ရဲ့ဒါပဲရှိခဲ့တယ်အဲ့ဒီအရင်နည်းနဲ့ပဲကျွန်တော်တို့ညီကိုတွေကဒီ GM ဆိုတဲ့ Green မြန်မာကိုစတင်ခဲ့တာပါဒီလုပ်ငန်းကိုစလုပ်တော့ပါဗျာရိုးတလားဝင်ခိုင်းရရင်ကျွန်တော်ကရောင်းရဖို့ပဲဦးစားပေးမိနေတယ်ကစတမာတယောက်ကိုဘယ်လိုရောင်းမလဲဘယ်လိုကြိုးမြတ်ရအောင်လုပ်မလဲဒါပေမဲ့လုံးသက်ကြလာတော့လေအမှန်တရားတစ်ခုကိုသဘောပေါက်လာကစတမာတယောက်ကကျွန်တော်စီက Aircon တစ်ခုဝယ်ယူရဆိုတာစက်ပစ္စည်းတစ်ခုဝယ်ယူတာမဟုတ်ပါဘူးသူမိသားစုရဲ့ယာယီချိန်တွေသူရုံးခန်းရဲ့တက်တာရှိမှုတွေအဲ့ဒီအေးမြမှုကိုဝယ်ယူကြပါလားဆိုပြီးတော့ကျွန်တော်နားလည်လာပါတော့အားကြောင့်ကျွန်တော်တို့ Green မြန်မာမှာအများစုအဖြစ် Aircon အသစ်ဆင်တာပဲဖြစ်ဖြစ် Aircon servicing လုပ်တာပဲဖြစ်ဖြစ်ရေယို gas ယိုအများတော့အဖြစ်အာမခံတစ်လပေးပြီမယ်ကျွန်တော်တို့ Green မြန်မာမှာ3လတိတိပေးထားပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီကိုရောက်လာပြီးနောက်ထပ် Blue Sea မှာသွားစရာမလိုတဲ့ဝန်ဆောင်မှုမျိုးကိုပေးချင်လို့ပါ။ဒါကျွန်တော်ရင်ထဲကစကားပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုလိုက်ဆိုးပါမြန်မာပြည်ရဲ့ဝန်ဆောင်မှုအကောင်းဆုံးနဲ့စိတ်ချရဆုံး Green မြန်မာ Aircon ဆေးရ service ရဲ့ founder ဖြစ်ပါတယ်။